BTS အဖွဲ့ကိုပေါ်တင်ပလိန်ခဲ့ကြတဲ့အနောက်တိုင်းကအမှုပညာရှင်များ Andy Biggs နိုင်ငံရေးသမားတယောက်ဖြစ်ပြီးတော့အမေရိကန်နိုင်ငံမှာဆယ်လီတယောက်လေးဖြစ်တဲ့ Andy Biggs ကဆိုရင်တော့ BTS အဖွဲ့တွေအင်ဖြူတော်မှာမိန်ကွန်းပြောတာနဲ့ပတ်သက်ပြီးတော့အစိုးမြင်မှတ်ချက်တွေပေးခဲ့တဲ့သူဖြစ်ပါတယ်။သူဟာဘာကြောင့်အခုလိုမျိုး K-pop အဖွဲ့တစ်ခုကိုအင်ဖြူတော်အတွက်အရေးပါတဲ့ပွဲမှာရှေ့ထုတ်ထားကြောင်းနားမလည်ရတာဖြစ်တယ်လို့ Twitter မှာစာတင်ခဲ့တာပါ။ဒါအပြင်အမေရိကရဲ့ငွေကြေးဖောင်းပွားမှုဓာတ်ငွေဈေးတက်မှုနီးနမိတ်စီးမြင့်တွေလိုမျိုးအရေးကြီးတဲ့အကြောင်းအရာတွေက BTS ကဘာများကူညီနိုင်လို့အခုလိုမျိုးခွန်ရတာလေးဆိုတဲ့ပုံစံနဲ့တင်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒါလိုတင်လာတာကိုအဖွဲ့ရဲ့ပရိသတ်တွေဘက်ကနေပြီးတော့လေနိုင်ငံရေးသမားတယောက်အနေနဲ့လောက်ရမယ့်တာဝန်တွေကိုဘာလို့ BTS အဖွဲ့ကလုပ်ပေးဖို့မျှော်လင့်နေရလဲဆိုပြီးတော့ပြန်ပြောခဲ့ကြတယ်လို့မျိုးကိုရေးကိုရာခန်းစားချက်တသက်နဲ့ဗလင်းခဲ့တဲ့သူတွေကိုအများကြီးဝေဖန်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။ Joe Bidenမီဒီယာဆယ်လီတယောက်ဖြစ်ပြီးတော့ရန်ကုန်ကရပ်ပါတယောက်ဖြစ်ခဲ့တဲ့ဆိုတဲ့သူကလည်း2022 Grammy ဆုပေးပွဲကာလမှာအဖွဲ့ကိုအကြောင်းရင်းမရှိမုန်းတီးကြောင်းစတင်ခဲ့ပါသေးတယ်။သူကတော်တော်လေးကိုပလိုင်းကြီးအဖွဲ့ကိုမုန်းကြောင်းပေါ်တင်ပြောခဲ့တာဖြစ်က BTS ကိုအကြောင်းတစုံတရာကြောင့်မုန်းတာမျိုးမဟုတ်ဘဲနဲ့သူတို့ဖြစ်နေလို့ကိုမုန်းတာဆိုတဲ့ပုံစံမျိုးပြောခဲ့တာဖြစ်ပါတယ်။သူ့ရဲ့အတန်လွင် postcard အစီအစဉ်မှာဆိုရင်တော့ Grammy ဆုပေးပွဲတုန်းကဖျော်ဖြေခဲ့တဲ့ BTS အဖွဲ့ရဲ့အကောင့်ကိုမတွေ့ချင်ကြောင်းသူတို့ရဲ့အတန်တွေကိုတော့မှနည်းနည်းလေးမှမကြားချင်ကြောင်းပြောခဲ့တဲ့အပြင်အဖွဲ့ကိုတကယ်မုန်းတီးကြောင်းပြောခဲ့တာဖြစ်ပါတယ်။ဒါအပြင်သူဟာအဖွဲ့ကိုတရုတ်နိုင်ငံကနာမည်ကြီးဖြစ်ကြောင်းသိတယ်လို့လည်းသူ့ရဲ့စာထဲမှာထည့်သွင်းရေးသားထားပါသေးတယ်။ပရိသတ်တွေကအမှုပညာရှင်တယောက်ဖြစ်ရတဲ့အဖွဲ့ကိုတိုက်ရိုက်တိုက်ခိုက်လာတဲ့သူကိုတော်တော်လေးကိုဝေဖန်ပြစ်တင်ခဲ့ကြပြီးပြန်တောင်းပန်မှုပြောခဲ့ကြပါတယ်။ဒါပေမဲ့သူကတော့ပြန်မတောင်းပန်တဲ့ပြင်အဖွဲ့ရဲ့ပရိသတ်တွေကိုပါပြန်ပြီးတော့လှောင်ပြောင်ခဲ့တဲ့စာတွေကိုတင်ခဲ့ပါသေးတယ်ရှင်။ချက်ခါကောင်ဆန်အမေရိကန်နာမည်ကြီး TV သတင်းတင်ဆက်သူဖြစ်တဲ့သူဟာဆိုရင်လေ BTS အဖွဲ့အင်ဖြူတော်ကိုလာပြီးသမ္မတဂျိုးဘိုင်ဒန်နဲ့တွေ့တဲ့အစီအစဉ်တွေကိုတော်တော်လေးကိုဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။ BTS အဖွဲ့ကအာရှသားတွေကိုခွဲခြားဆက်ဆံတာအပါအဝင်လူမျိုးရေးခွဲခြားတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖို့အင်ဖြူတော်ကိုသွားခဲ့တာဖြစ်ပါတယ်။ဒါကိုသတင်းတင်ဆက်တဲ့သူ Tracker ကသူ့ရဲ့ Tracker Call Sang Tonight ဆိုတဲ့ show ကနေတဆင့်သမ္မတဂျိုးဘိုင်ဒန်ကိုဝေဖန်တယ်လို့နဲ့ကိုရီးယား pop အဖွဲ့ဖြစ်တဲ့ BTS ကိုပါထည့်သွင်းနှိမ်ချပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်။ဒါကို BTS ရဲ့ပရိသတ်တွေပါဝင်အာရှနိုင်ငံတော်တော်များများကသူတွေက BTS ဟာအာရှလူမျိုးတွေကိုလူမျိုးရေးခွဲခြားခြင်းနဲ့အနောက်နိုင်ငံတွေအတွက်စံနမူနာကောင်းတစ်ခုဖြစ်နေပြီးသူတို့ခုလိုအိမ်ပြူတော်မိန်ကွန်းတီပြောခြင်းဟာလူငယ်တွေကိုအများကြီးလွှမ်းမိုးမှုရှိကြောင်းပြန်ပြောခဲ့ကြတာပါ။ဒါပေမဲ့တကားကတော့သူ့ရဲ့သတင်းတွေကိုပြုပြင်တာမျိုးမရှိတဲ့ပြင်တောင်းပန်တာမျိုးလည်းမလုပ်ခဲ့ဘူးလို့သိရပါတယ်ရှင်။မီဘာရီယိုချီလီဟာတာရှိုးတစ်ခုဖြစ်တဲ့မီဘာရီယိုဟာဆိုရင်လည်း BTS အဖွဲ့ဝင်တွေကိုသာမကဘဲနဲ့အာရှသားတွေကိုပါဟာတာသဘောအနေနဲ့လှောင်ပြောင်ခဲ့တယ်လို့မျိုးအဖွဲ့ကိုတိုင်းရိုက်ဟာတာလုပ်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ဟာအဖွဲ့ဝင်တွေလိုမျိုး role play လုပ်ပြီးတော့နာမည်ကိုမိတ်ဆက်ခိုင်းတဲ့အချိန်မှာမြောက်ကိုရီးယားသမ္မတဖြစ်တဲ့ကင်ဂျုံအွန်းနာမည်နဲ့ကင်ဂျုံ1 2 3 3 4ဆိုပြီးတော့မိတ်ဆက်ကြတာပါ။ဒါအဖွဲ့ကိုမလေးစားရကြတဲ့အပြင်မြောက်ကိုရီးယားဟာတိကျနိုင်ငံတစ်ခုဖြစ်တာကြောင့်တောင်ကိုရီးယားကိုလှောင်ပြောင်လိုက်တဲ့သဘောတက်ရောက်သွားတာဖြစ်ပါတယ်။ show ရဲ့ host တွေအကောင်လုံးကလည်းဆက်ပြီးတော့အာရှသားတွေရဲ့မျိုးချဲစိတ်ဓာတ်လိုမျိုးအကြောင်းအရာတွေကိုပါလှောင်ပြောင်တဲ့အသုံးအနှုန်းတွေကိုဇက်တိုက်သုံးကြပြီးတော့ကိုရီးယားစကားကိုလည်းဟာတာသဘောမျိုးဇက်တိုက်သုံးခဲ့ကြတာဖြစ်ပါတယ်။ show မြင်သွားတဲ့ပရိသတ်တရားဆိုရင်တော့ Twitter နေပြီးတော့ hashtag တွေနဲ့ show တော်ဝင်ရှိသူတွေသိလာအောင်လှုပ်ဆောင်ခဲ့ကြတာပါ။နောက်ပိုင်းမှာ show ရဲ့တရားဝင် Instagram စာမျက်နှာနဲ့ဒီဖြစ်ပျက်ကနေတဆင့်သင်ခန်းစာယူသွားမှာဖြစ်ကြောင်းနောက်ထပ်အဆင်မပြေတဲ့အကြောင်းအရာတွေကိုသေချာစိစစ်သွားမှာဖြစ်ကြောင်းစာတင်လာခဲ့ပါတယ်ရှင်။ မီဟာဟေဒန်အီရန်ရပါတယောက်ဖြစ်တဲ့သူဟာဆိုရင်လည်း BTS ကိုတိုက်ရိုက်ဝေဖန်တာမျိုးမဟုတ်ပေမဲ့အဖွဲ့ကိုနှိမ်ချတယ်လို့မျိုးပြောခဲ့ပူတဲ့အမှုပညာရှင်တွေကတယောက်ပဲဖြစ်ပါတယ်။သူဟာအဖွဲ့ရဲ့ logo နဲ့တူညီတဲ့ပုံစံတွေကိုသူ့ logo ဖြစ်တဲ့ Instagram မှာကြေညာခဲ့တာဖြစ်ပါတယ်။ Instagram မှာကြေညာပြီးတဲ့နောက်မှာတော့ပရိသတ်တွေက logo နှစ်ခုဟာတူညီနေပြီးသူက BTS အဖွဲ့ကိုပိုင် logo ကနေပြီးတော့မကူးချဖို့ကောင်းကောင်းမွန်မွန်ပြောခဲ့ကြတာပါ။ဒါပေမဲ့သူဟာဝေဖန်မှုတွေကိုရိုင်းဆိုင်တုံ့ပြန်ခဲ့တဲ့အပြင်ဒီကောင်တွေကဘာကောင်တွေလဲဆိုတဲ့စာသားနဲ့ပါစတင်ခဲ့ပါသေးတယ်။ဒါပြင်သူဟာ BTS အဖွဲ့ကိုစော်ကားချင်းချောက်ထားတဲ့ post တွေကိုလက်ခံထားပြီးတော့သူကိုယ်တိုင်အလိုတူလိုပါဖြစ်နေခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာတော့သူဟာ logo ပုံပါတဲ့ Instagram post ကိုဖြုတ်ချလိုက်ပြီးဘာမှထပ်မပြောတော့ဘူးလို့သိရပါတယ်ရှင်။ဒီနေ့ထုတ်လွှင့်ပေးခဲ့တဲ့အကြောင်းအရာတွေကိုကြိုက်နေတဲ့စိတ်ဝင်စားလိမ့်မယ်လို့မျှော်လင့်မိပါတယ်။တက်တော့ကြားရိုင်းနဲ့ပြန်လာခဲ့ပါမယ်။ Like and share subscribe ခေါင်းလောင်းလေးနေပြီးအားပေးသွားကြပါအောင်နော်။